အားလုံးပဲမင်္ဂလာပါ Sports Bar Channel ကနေကြိုဆိုလိုက်ပါတယ် အပိုင်း3မှာတော့အသင်းရဲ့အောင်မြင်မှုတွေခက်တာရပ်တန့်သွားစေခဲ့တဲ့ဒုတိယကမ္ဘာစစ်အတွင်းအခြေအနေနဲ့ Old Trafford ကွင်းကြီးဘုံကျဲခံရမှုအကြောင်းကိုပြောပြပေးထားပါမယ်။၁ဒုတိယကမ္ဘာစစ်နဲ့ Old Trafford ပျက်စီးခြင်း1930ပြည့်လွန်နှစ်တွေမှာအသင်းဟာငွေကြေးအခက်အခဲတွေကြောင့်ရုန်းကန်ကြရတယ်လို့1939ခုနှစ်မှာဒုတိယကမ္ဘာစစ်စာတင်ဖြစ်ပွားခဲ့တာကြောင့်အင်္ဂလန်လိပလိုက်ပွဲတွေကိုရပ်ဆိုင်းလိုက်ရပါတယ်။အဆိုးရွားဆုံးကတော့အသင်းရဲ့အိမ်ကွင်းကြီးဘုံကျဲခံရတာပါပဲ။ဘုံကျဲခံရသည့်နေ့က1940ခုနှစ်မဲလ17ရက်ညမှာဂျာမန်လေဒါ Luftwaffe ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့် Old Trafford ကွင်းကြီးတိုက်ရိုက်ထိမှန်ခဲ့ပါတယ်။ပျက်စီးမှုအခြေအနေကကွင်းရဲ့အထူးပွဲချီစဉ် Main Stand ရုံးကန်းတွေနဲ့ကစားသမားဥပဒေလဲကန်းတွေဟာမီးလောင်ပြကြပြီးလုံးဝပျက်စီးသွားခဲ့ပါတယ်။ကွင်းမဲ့ကိုပေါ့စစ်ပြီးတော့တဲ့1945ခုနှစ်မှာတောင်ကွင်းကပြင်လို့မရသေးတာကြောင့် Manchester United ဟာသူတို့ရဲ့မြို့ကမ်းတိုင်ဘက် Man City အသင်းရဲ့ကွင်းကို Main Road ကိုတစ်နှစ်ပေါင်း4500ဒီ4နှစ်ကြာ1949ခုအထိကစားခဲ့ရပါတယ်။2အမောင်တူးတွေကအလင်းရောင် Matt Busby ရောက်ရှိလာခြင်းအသင်းဟာကွင်းလည်းမရှိငွေကြေးလည်းမရှိပဲအကျက်အသေးထိနေခြင်း1945ခုနှစ်အောက်တိုဘာလမှာအသင်းရဲ့ကန်ဂျမာကိုပြောင်းလဲပေးမယ်သူရောက်လာပါတယ်။သူကတော့ဒဏ္ဍာမန်နေဂျာ Matt Busby သူ့ရဲ့ပြုပြင်ပြောင်းလဲမှု Busby ဟာအသင်းကိုလူကြီးတွေထက်လူငယ်ကစားသမားတွေကိုအခြေခံပြီးတည်ဆောက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါဟာနောက်ပိုင်းမှာကြော်ကြားလာမယ် Busby Babes ဆိုတဲ့အစပြုမှုပါပဲ။ကွင်းပြန်လဲဖွင့်လှစ်ခြင်း1949ခုနှစ်မှာတော့ Old Trafford ကွင်းကိုပြန်လဲပြုပြင်ပြီးစီးခဲ့ပြီးအိမ်ကွင်းမှာပြန်လဲကစားနိုင်ခဲ့ပါတယ်။3 1948ခုနှစ် FA Cup အောင်မြင်မှုစစ်တမ်းကြောင့်စိတ်သက်ကြနေတဲ့ပရိသတ်တွေအတွက်အကြီးမားဆုံးခွန်အားထိခဲ့တဲ့1948ခုနှစ် FA Cup ဖလားကိုစုခူးနိုင်ခဲ့ပါတယ်။ဒါဟာစစ်တမ်းကြောင့်စိတ်သက်ကြနေတဲ့ပရိသတ်တွေအတွက်အကြီးမားဆုံးခွန်အားထိခဲ့ပါတယ်။စိတ်ဝင်စားစရာအချက်ကအဲ့ဒီအချိန်တုန်းက United ဟာကိုကွင်းကိုမသုံးနိုင်ပဲတပားသူကွင်းမှာအင်ကွင်းပွဲစဉ်တွေကစားရင်းနဲ့တောင်ဒုတိယကမ္ဘာစစ်အကြီးပထမဆုံးဆုဖလားကိုအရယူနိုင်ခဲ့တာဖြစ်ပါတယ်။အပိုင်းလေးအနေနဲ့ကမ္ဘာတပင်ကိုတုံ့လုစေခဲ့တဲ့အသင်းရဲ့ကစားသမားအများပြားဆုံးရှုံးခဲ့တဲ့ Munich လေရင်ပြတ်ကြားမှုကြွေးကွဲစရာတမိုင်းကြောင်းကိုဆက်လက်နားထောင်ဖို့ channel လေးကို like and subscribe လေးလုပ်သွားအောင်နော်